ဒီဗီဒီယိုလေးကတော့ရန်ကုန်ကနေကော့တောင်ကိုတင်မောနဲ့ခရီးထွက်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရန်ကုန်စိတ်ကမ်းကနေတော့ညနေ3:00နာရီကနေစတင်ထွက်ခွာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိကတော့ရန်ကုန်တာဂေတရှုခင်းနာစိတ်ကမ်းကနေပြီးတော့စတင်ထွက်ခွာမှာပဲဖြစ်ပါတယ်။ပင်လယ်ထဲရောက်ဖို့အတွက်ရန်ကုန်မြစ်တိုင်းဆင်းပြီးတော့တွားမှာပဲဖြစ်ပါတယ်။ရန်ကုန်မြစ်ကြောင်းတိုင်းတွားတဲ့ချိန်မှာမြင်တွေ့နေရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ည7:00နာရီမှာပင်လယ်မြစ်ဝကိုရောက်တာပဲဖြစ်ပါတယ်။9:00နာရီကျော်လောက်ကိုစီးခဲ့ရပါတယ်။ပင်လယ်မြစ်ဝကိုရောက်တော့မှောင်နေပြီဖြစ်တဲ့အတွက်ဘေးဘက်ညာဘာမှမမြင်ရပါဘူး။ဘာမှမမြင်ရတဲ့အတွက်ဘာမှမကြည့်ပဲအိတ်လိုက်ပါတယ်။နောက်နေ့မနက်မိုးလင်းတော့လှေတစ်စီး2စီးလောက်ပဲတွေ့ပါတယ်။မိနစ်အတိုင်းပဲပင်လယ်ရေကတော့အပြာရောင်ဖြစ်နေပါတယ်။ရန်ကုန်မြို့နဲ့တော့လုံးဝမတူပါဘူး။တနေ့ကုန်လုံးကျွန်တော်တို့တွေလာခဲ့ပေမဲ့ပင်လယ်ထဲမှာလှေတစ်စီး2စီးလောက်ပဲတွေ့ခဲ့ရပါတယ်။ဒီလိုနဲ့တနေ့တာကုန်ဆုံးခဲ့ပြန်ပါတယ်။ပင်လယ်ကတော့လိုင်းကြီးတဲ့အခြေအနေမဟုတ်ပဲပုံမှန်တိုင်းပဲဖြစ်နေပါတယ်။နောက်နေ့မနက်မိုးလင်းတော့ဘိုးပြင်းမျိုးရဲ့အနောက်ဘက်မိုင်80နားပတ်ဝန်းကျင်ရောက်တဲ့အတွက်ကြောင့်မို့ဒီနားပတ်ဝန်းကျင်မှာတော့ကျွန်းတွေကိုတွေ့ရပါတယ်။တွာလာနေတဲ့လှေတွေကိုလည်းတွေ့ရပါတယ်။ကျွန်းတွေကိုတွေ့ရတာတော့အတော်လေးကိုလှပါတယ်။ဒီဘက်ရောက်တော့တခုတတိထားမိတာကတော့ပင်လယ်ရေတွေကအစိမ်းရောင်ဖြစ်နေပါတယ်။ဒီလိုနဲ့ကျွန်တော်တို့တခီးဆက်ခဲ့တာကော့တောင်မြို့ကိုနီးလာလေကျွန်တော်တို့ကျွန်းတွေကိုပို့ပြီးတွေ့ရလေပဲဖြစ်ပါတယ်။ကျွန်တော်တို့2ည3ရက်ခီးဆက်ပြီးတဲ့နောက်မှာတော့ကော့တောင်မြို့ကိုညနေဘက်6နာရီဝန်းကျင်မှာရောက်ရှိခဲ့ပါတယ်။ကော့တောင်မြို့ကိုညဘက်မြင်ရတဲ့ပုံစံဟာအရန်ကိုလှပါတယ်။ကန်ဆိုးတာကတော့စိတ်ကန်းနာကိုည9နာရီကျော်လောက်မှရောက်တဲ့အတွက်ကြောင့်မို့ရေကျနေတာတခုညဘက်မှောင်နေတာတခုကြောင့်မို့ကျွန်တော်တို့ဒီညလဲတင်မောပေါ်မှာပဲအိတ်ခဲ့ရပါတယ်။ဒီလိုနဲ့ရန်ကုန်ကော့တောင်ခီးစဉ်ဟာ3ညအိတ်4ရက်ဖြစ်ခဲ့ပါတယ်။စိတ်ကန်းနာကိုညဘက်မှာရောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လှေတွေကိုအနေငယ်ပဲရှိတယ်လို့ထင်ရပါတယ်။ဒါပေမဲ့မနက်မိုးလင်းတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အချိန်မှာလှေတွေကအများကြီးပဲဖြစ်နေပါတယ်။ကော့တောင်မြို့ကိုလေးပတ်မှမြင်ရတဲ့မြင်ကွင်းရလည်းအတော်လေးကိုလှပါတယ်။၄ရက်မြောက်နေ့မနက်10:00နာရီလောက်မှာတော့ကျွန်တော်တို့စိတ်ကန်းကိုကတ်နိုင်ခဲ့ပါတယ်။